အားလုံးပဲမင်္ဂလာပါဒီကြောက်လေးကတော့ကျွန်တော်တို့တွဲဘက်တင်နန်းသားညီကိုတွေအခင်းဝိုင်းပန်ရင်းနဲ့ဝယ်လာတဲ့ကြောက်လေးကိုလက်ကောက်လိုက်ပြသွားမှာဖြစ်ပါတယ်ဗျကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုအောင်ပါဒီကြောက်လေးကတော့ကျွန်တော်တွဲဘက်ညီကိုတွေအခင်းဝိုင်းမှာပန်ရင်းနဲ့ပေါ့ဗျာကျွန်တော်တို့ဒီကြောက်လေးတွေ့လို့ကျွန်တော်တို့ဝယ်လာခဲ့တယ်ပေါ့ဗျာဝယ်လာပြီးတော့ပဲကျွန်တော်တို့ဒီဟာလေးကိုတခြားလေးဖြန်းနှန်းဘလို့ဆွဲတယ်ပေါ့ဗျာเนาะဖြန်းနှန်းဆွဲပြီးသွားရင်ကျွန်တော်တို့လက်ကောက်ဘယ်နှကွင်းထွက်မလဲပေါ့ဗျာလက်ကောက်ကတော့အားလုံးညီကိုတွေမိတ်ဆွေတို့အခုမြင်တဲ့အတိုင်းပဲဗျအမြင်ထင်ကတော့2ကွင်းပေါ့ဗျာကျွန်တော်တို့ဒါကတော့တခြားလေးကျွန်တော်ရှင်းပြနေရဗျဒီမှာ1ကွင်းရမယ်ဟိုဘက်မှာ1ကွင်းရမယ်ပေါ့ဗျာအောက်ချက်ကို1ကွင်းခောက်မယ်ပေါ့ဗျာကျွန်တော်တို့3ကွင်းရရင်မင်္ဂလာကောင်းကောင်းဖြစ်မယ်ပေါ့ဗျာ3ကွင်းမရလို့2ကွင်းနဲ့ဆိုရင်တော့ကျွန်တော်တို့မင်္ဂလာပါလေးပဲဖြစ်နိုင်တယ်ပေါ့ဗျာเนาะဒီကလို့အနာတွေပါရင်ခဲ့ရင်တော့ကျွန်တော်တို့ဖြတ်လိုက်လို့ပေါ့ဗျာအနာတွေပါခဲ့ရင်တော့ပလေးထိမယ်ပေါ့ဗျာပလေးရှုံးနိုင်တယ်ဆိုပြီးကျွန်တော်တွဲဘက်ညီကိုတွေကိုအခုလိုအတိုင်းပဲကျွန်တော်ရှင်းပြနေတာဖြစ်ပါတယ်ဗျအဲ့လိုဖြတ်ပြီးတော့ကျွန်တော်တို့တစ်ခါတည်းသွားဖောက်တယ်ဗျာဖောက်တဲ့ချိန်မှာတော့ကျွန်တော်2ကွင်းပဲထွက်ခဲ့တယ်ဗျမိတ်ဆွေတို့ကြည့်ပါဒီ2ကွင်းလေးကိုကျွန်တော်တို့ကွင်းချမ်းလေးနဲ့တစ်ခါတည်းပဲသွေးတယ်ဗျဒါသွေးရုပ်လေးဖြစ်ပါတယ်ဗျအဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီကြောက်လေးကမြတ်သွားမလားရှုံးသွားမလားဆိုတာကိုတော့ကျွန်တော်နောက်ဗီဒီယိုတစ်ပုံနဲ့တင်ပေးပါမယ်ဗျကျွန်တော်တို့အခုလိုမျိုးတွဲဘက်တင်နန်းတက်ချင်တဲ့ကြောက်လုပ်ငန်းကိုစိတ်ဝင်စားရဆိုရင်တော့ကျွန်တော်ရှိမှာတင်နန်းတက်နိုင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ